ငွေကိုစိတ်ခေါ်တဲ့ပညာကိုသင်ပေးမယ်အခုကငွေကကိုယ့်နောက်ကိုမလိုက်ဘူးကိုကငွေနောက်ကိုပဲလိုက်နေရတာပြန်မှန်းတယ်ငွေဟာကိုယ့်နောက်ကိုလိုက်လာစေပြီးတော့ငွေတွေရွှေတွေစီစဉ်ဥစ္စာတွေချမ်းသာဒုက္ခတွေကိုယ့်ထံကိုရပ်ပိုင်းနဲ့ရောက်ရှိစေဖို့အတွက်အပတ်စဉ်ကိုယ့်ရဲ့မွေးနေ့တိုင်းဒီကာလာကို6 ခေါက်တိတိရွတ်ရမယ်6 ခေါက်တိတိအပတ်စဉ်တစ်ပတ်ကိုတစ်ချိန်ရွတ်လိုက်ရုံမျှဖြင့်များပြားလှစွာသောချမ်းသာဒုက္ခနဲ့အောင်မြင်ခြင်းစီးပွားရေးလက်လာပငွေကြီးနဲ့ပတ်သက်ရင်ထိတ်ဆုံးထိတန်ရောက်ရှိပြီးတော့မလိုချင်မှာအဆုံးအဖက်ဖက်ကနေထိမ့်မနိုင်တားမရအသားစီးမဲ့ဟိုမှရေသနာပုံကိန်းစိုက်တဲ့ကဲ့သို့ရွှေတွေငွေတွေရောက်ရှိလာစေနိုင်တဲ့မှန်တမ်းဖြစ်တယ်။ကိုဘိန်းနာမှာရှိတဲ့ဆောက်ရှောက်တွေကိုနဲ့ဘဝဟောင်းမှာပတ်သက်ဆက်ခဲ့မှုတဲ့အဆက်နွယ်တွေနတ်တွေဘာတွေရတော့မှမနေနိုင်တော့ဘဲနဲ့ဒီကာလာမှန်တမ်းရွတ်လိုက်တာနဲ့လက်လာပါတကားတွေဖွင့်ပေးရတာစီးပွားရေးချမ်းသာတဲ့တကားအောင်မြင်ရေးတကားတွေဖွင့်ပေးရတာကာလာမှန်တမ်းကဗုဒ္ဓဒေဝလာဗံမေဒေတုဗုဒ္ဓဒေဝလာဗံမေဒေတုကိုယ့်ရဲ့မွေးနေ့တိုင်းရွတ်ပေးအပတ်စဉ်ကိုမွေးနေ့ရောက်ပြီဆိုရွတ်လိုက်ရွတ်ပြီးပြီဆိုတော့ရပြီလူရဆူတောင်းမယ်လူရဆူတောင်းလိုက်တာနဲ့ရပ်ပိုင်းတွင်ပါတယ်ကိုဘင်းလာမှာရှိတဲ့ဆောင်းရှောက်ပုဂ္ဂိုလ်တွေဟာမနေနိုင်တော့ဘဲနဲ့ကိုလူရကိုဖြည့်ဆည်းပေးရပြီးတော့ရပ်ပိုင်းလာပိုင်းတွင်မှာနဲ့သိန်းထောင်ချီသိန်းတောင်းချီကိုလူသလောက်ရပြီးထီစုကြီးတွေပောက်တဲ့ကဲ့သို့အမွေရတဲ့ကဲ့သို့မျက်စိတမိတ်တွင်မှာမျက်လှည့်ပြလိုက်တဲ့လိုကိုရွှေတွေငွေတွေရေသနာတွေချမ်းသာဒုက္ခတွေနဲ့ဘဝတစ်စိတ်ကိုပြောင်းလဲသွားသည့်အထိတကူလုံးကိုစိန်စီထားနိုင်တဲ့အထိချမ်းသာလာပြီးအောင်မြင်ကြီးပွားလာမယ်